Jurassic ဝါရုပ်ရှင်ထဲမှာအေယာမငမန်းကြီးကိုရေထဲကနေခုန်ထွက်ပြီးတကိုက်တဲဝါမျိုးသွားတဲ့အကောင်ကြီးကိုမှတ်မိကြလားလက်တွေ့ကဘာကအဲ့ဒီမကောင်းဆိုးဝါကြီးတွေဟာရုပ်ရှင်တဲကထက်အစပေါင်းများစွာပိုပြီးရက်ဆက်ကြမ်းကြွပါတယ်စဉ်းစားကြည့်ပါကုန်းမြေရအရှင်ဘီရင်လို့တင်စားကြတဲ့ T-Rex ကြီးတွေတောင်ရေစက်ကိုနည်းနည်းလေးမားဆင်းမိတာနဲ့သူတို့ရဲ့တွားကြားညက်စာအဖြစ်ကိုရောက်သွားနိုင်ပါတယ်အရှိပေ20ကျော်ရှိတဲ့အဲ့ဒီခေတ်ကအကြောက်ဆုံး Critoxirina ငမန်းကြီးတွေဆိုတာသူတို့အတွက်တော့အစာပြေမှုန်လေးတွေပါပဲအဆိုးဆုံးကတော့သူတို့ဟာစားလောင်လာရင်ကိုယ့်အမျိုးကိုယ်တောင်ပြန်စားဖို့ဝန်မလေးသွေးအေးတရဝါတွေဖြစ်နေတာပါပဲလွန်ခဲ့တဲ့နှစ်တန်60ကျော်ကရေအောက်ကဘာကိုတကောင်တည်းအပိုင်စီးခဲ့တဲ့ရေအောက်မကောင်းဆိုးဝါးကြီး Mosasaurus တွေရဲ့ကြက်သီးထရာအကြောင်းအရာတွေကိုအခုပဲဖျော်ပြပေးသွားမှာမို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့မမိပါနဲ့မိတ်ဆွေ Jurassic ဝါရုပ်ရှင်တွေကရေထဲကနေခုန်ထွက်လာပြီးအေးရမငမန်းကြီးကိုတကိုက်ထဲဝါမျိုးသွားတဲ့ရေအောက်ဘီလူကြီးကိုမှတ်မိကြသေးလားဟုတ်ပါတယ်သူ့နာမည်က Mosasaurus ပါဒါပေမဲ့ Hollywood ရုပ်ရှင်တွေကတင့်ကိုလိန်ညာထားတယ်ဆိုတာသိပါသလားရုပ်ရှင်တွေထဲမှာသူတို့ကို dinosaur တွေလို့ထင်အောင်ပြသပြီးမဲ့တကယ်တမ်းကျတော့ Mosasaurus ဆိုတာ dinosaur မဟုတ်ပါဘူးပိုပြီးကြောက်စရာကောင်းတဲ့အချက်ကတကယ်အပြင်က Mosasaurus တွေဟာရုပ်ရှင်တွေကတဲ့ပိုပြီးရက်ဆက်ကြမ်းကြွတယ်လို့သူတို့ရဲ့ပါးစပ်အမိုးမှာဒုတိယမြောက်သွားတိုင်းရှိနေတယ်ဆိုတဲ့အချက်ပါပဲဒီကနေ့ဗီဒီယိုမှာတော့သမုဒ္ဒရာရဲ့ T-Rex လို့တင်စားရတဲ့လွန်ခဲ့တဲ့နှစ်တန်း60ကျော်ကရေအောက်ကဘာကိုအပိုင်စီးခဲ့တဲ့အမှန်တကယ်တည်ရှိခဲ့သောအေယာမရေအောက်မကောင်းဆိုးဝါးကြီး Mosasaurus ရဲ့အမခန်းအကြောင်းတွေကိုပြောပြပေးသွားပါမယ်ဒီဗီဒီယိုအဆုံးမှာတင်ဟာသမုဒ္ဒရာရေပြင်ကိုကြည့်တိုင်းကြောချမ်းသွားပါလိမ့်မယ်Mosasaurus ရဲ့ဇာတ်လမ်းဟာသမုဒ္ဒရာကြီးထဲမှာစတင်ခဲ့တာမဟုတ်ပါဘူး။ယုံနိုင်စရာမရှိပေမဲ့သူတို့ဟာကုန်းပေါ်ကတင်းငယ်တဲ့တွားတွားတရဝါလေးတွေကနေဆင်းသက်လာတာပါ။မှန်ပါတယ်။အခုခေတ်ကျွန်တော်တို့မြင်တွေ့နေရတဲ့ပုတ်သိန်းညိုတွေမွေတွေနဲ့သွေးဆက်ပါတယ်။လွန်ခဲ့တဲ့နှစ်တန်းတရာခန့် Cretaceous ကာလအစောပိုင်းမှာကမ္ဘာကြီးရဲ့အပူချိန်ဟာအယမ်းကိုမြင့်မားလာပါတယ်။ကုန်းမြင့်ပေါ်မှာ T-Rex တို့လိုအေယာမအသားစားဒိုင်နိုဆောကြီးတွေကြီးစိုးနေတဲ့အချိန်ပေါ့ကုန်းပေါ်မှာအသက်ရှင်ဖို့ခက်လာတဲ့ဒီတွားတွားတလဝအကောင်ငယ်လေးတွေဟာအစာရေစာပေါ်များတဲ့ရေရင်ပိုင်းတွေစီကိုတဖြည်းဖြည်းဆင်းသက်လာခဲ့ကြပါတယ်နှစ်ထမ်းမြောင်းမြစွာကြာလာတဲ့အခါမှာတော့သူတို့ရဲ့ခြေထောက်တွေဟာရေရက်တွေအဖြစ်ပြောင်းလဲသွားပြီးခန္ဓာကိုယ်ဟာရေရင်ကြောကိုဖျက်ထမ်းဖို့အချိုးကျကျရှည်လျားလာပါတယ်အမီးတွေဟာဆိုရင်လည်းငမန်းတွေလိုမျိုးအထက်အောင်မဟုတ်ပဲမွေးတွေလိုဘေးတိုက်ရွေ့ရှားနိုင်တဲ့အားပြင်းတဲ့အမီးတွေဖြစ်လာပါတယ်။တင်းငယ်တဲ့ကုန်းနေတတဝါလေးပေါ်ကနေပေ90ကျော်15မီတာခန့်ရှည်လျားပြီးအလေးချိန်တန်150လောက်ရှိရဲ့ရေအောက်ဘီလူကြီးအဖြစ်အသွင်ပြောင်းသွားပါတော့တယ်။ Mosasaurus တွေကိုရေအောက်ကဘာရဲ့အရှင်သခင်ဖြစ်စေခဲ့တာကသူတို့ရဲ့အရွယ်အစားတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။သူတို့ရဲ့ပါဇက်ပေါက်ဟာတက်ရှိသမိုင်းတစ်လျှောက်အကြောက်ဆုံးလက်နက်တစ်ခုဖြစ်ခဲ့လို့ပါပထမဆုံးအနေနဲ့သူတို့ရဲ့မဲရိုးကိုကြည့်အောင်မွေတွေလိုပဲသူတို့ရဲ့မဲရိုးဟာအရှိအနောက်တီးတန့်လှုပ်ရှားနိုင်တဲ့စနစ်ပါဝင်ပါတယ်ဆိုလိုတာကသူတို့ဟာသူတို့ရဲ့ခေါင်းထက်ပူကြီးရဲ့သားကောင်တွေကိုပါဇက်ကိုအကျယ်ကြီးဟားပြီးတကောင်လုံးမျိုးချနိုင်စွမ်းရှိပါတယ်ဒါပေမဲ့အကြောက်ဆုံးအချက်ကအခုမှလာမှာပါတင်တာMosasaurus ရဲ့ပါဇက်ထဲကိုရောက်ခဲ့ရင်ရုံးထွက်လို့ရမလားအဖြေကတော့လုံးဝမရနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ပါဇက်အမိုးထဲမှာ pterygoid teeth လို့ခေါ်တဲ့ဒုတိယသွားတာနောက်တစ်ဆုံရှိနေလို့ပါပဲတာမန်သွားတွေကတားကောင်ကိုဖမ်းဆုပ်ထားချိန်မှာအာခေါင်းကသွားတွေကတားကောင်ကိုလေကောင်းထဲရောက်တော့အောင်ချိတ်ဆွဲပြီးနောက်ကိုဆွဲသွင်းသွားတာပါဒါဟာတေမင်းရဲ့ထောင်ချောက်ပါပဲတကြိမ်အကိုက်ခံရပြီဆိုတာနဲ့တားကောင်ဟာအသက်ရှင်လျက်အမောင်မိုက်ဆုံးအစာအိမ်ထဲကိုဆွဲသွင်းသွားတော့တာပါဒီလောက်ပြီးပြည့်စုံတဲ့လက်နက်တွေပိုင်ဆိုင်ထားတဲ့ Mosasaurus ဟာဘာတွေစားတယ်လဲအဖြေကရှင်းပါတယ်သူတို့မျက်စိရှိမှရွေ့လာနေတဲ့ဘာမဆိုးကိုစားပါတယ်ကြောက်ခွေးရုပ်တင်းတွေကိုလေ့လာတဲ့ပညာရှင်တွေက Mosasaurus တွေရဲ့ပေါက်ထဲကနေမယုံနိုင်စရာတွေကိုတွေ့ခဲ့ကြပါတယ်အဲ့ဒီခေတ်ကအယမ်းကိုကြောက်စရာကောင်းတဲ့အရှင်ပေ20ကျော်ရှိတဲ့အေယာမ Critoxirina ငမန်းကြီးတွေကိုပါ Mosasaurus တွေကအလွယ်တကူကိုက်ဖြတ်စားတော့ခဲ့ကြပါတယ်ခွန်မာတဲ့အေယာမပယ်လယ်လေးကြီးတွေကိုလည်းတ
တကြရီခွဲတယ်လို့ခွဲစားနိုင်တဲ့အားကင်းတဲ့မဲရိုးရှိပါတယ် လေပင်ရှည်တဲ့ရေနေတရဝါကြီးတွေဖြစ်တဲ့ plesiosaur တွေကိုလည်းအမင်းလိုက်ပါတယ်ဒါတင်မကသေးပါဘူးပိုပြီးအံ့ဩစရာကောင်းတာကသူ့တေသနာဒီတွေဟာ Mosasaurus ရဲ့ဘိုက်ထဲမှာတခြား Mosasaurus အကောင်ငယ်လေးတွေရဲ့အယိုးတွေကိုပါတွေ့ကြရပါတယ်ဟုတ်ပါတယ်သူတို့ဟာကိုယ့်အမျိုးကိုပြန်စားတဲ့အလေးအထားရှိကြတဲ့ရက်ဆက်လုံးတဲ့တရဝါကြီးတွေပါသူတို့ဟာလေအချင်းချင်းနယ်မြေလူဟုအတွက်အသေးအကျတပ်ပုတ်ကြပါတယ်ရုပ်ကျွမ်းတော်များများရဲ့ခေါင်းခွန်တွေမှာတခြား Mosasaurus တွေကြိုက်ထားလို့ပေါက်ပြဲနေတဲ့အပေါက်ကြီးတွေကိုတက်တဲ့အဖြစ်တွေ့နေပါတယ်သူတို့ဟာသမုဒ္ဒရာရဲ့ထိတ်တန်းအမဲလိုက်တော်အစ်စ်အမှန်ထိတ်ခဲ့ပါတယ်ကုန်းပေါ်မှာ T-Rex တွေဘလောက်ပဲကြီးဆိုးရေစက်ကိုရောက်လာခဲ့ရင်တော့ Mosasaurus ရဲ့အစာအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်ဒီလောက်အင်အားကြီးမားတဲ့ဘသူ့ကိုမှကြောက်စရာမလိုတဲ့ Mosasaurus ကြီးတွေဘလို့များမျိုးသွင်းသွားခဲ့ရတာလဲလွန်ခဲ့တဲ့နှစ်တန်း66တန်းခန့်ကဘာမြေရဲ့သမိုင်းကြောင်းကိုထာဝရပြောင်းလဲသွားစေမဲ့နေ့တစ်နေ့ရောက်လာပါတယ်အကျယ်6မိုင်ခန့်ရှိတဲ့အေးယာမဥကပြန်ကြီးတစ်ခုဟာကဘာမြေကိုဝင်တိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကြောင့်ဂုံးပေါ်ကဒိုင်နိုဆောတွေချက်ချင်းမျိုးသွင်းသွားခဲ့ပြီးမြဲရေနက်ပိုင်းမှာနေတဲ့တရဝါတွေကတော့အသက်ရှင်နိုင်မယ်လို့သင်ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့ဥကပြန်ဝင်တိုက်မှုကြောင့်ကောင်းကင်တစ်ခုလုံးမှာဖုံမှုန့်တွေနဲ့ပြားတွေဖုံးလွှားသွားပြီးနေအောင်ကြီးဟာကဘာမြေပေါ်ကိုမကျရောက်နိုင်တော့ပါနေအောင်ကြီးမရှိတဲ့အခါသမုဒ္ဒရာတွေကရေကြီးညက်အပင်ငယ်လေးတွေတေဆုံးကုန်ပါတယ်အဲ့ဒီအပင်တွေကိုစားတဲ့ငါးငယ်လေးတွေတေးတယ်ငါးငယ်လေးတွေကိုစားတဲ့ငါးကြီးတွေတေးတယ်အစာကွင်းဆက်ကြီးတစ်ခုလုံးပြိုကျသွားတဲ့အခါတနေ့ကိုတန်နဲ့ကြီးစားရတဲ့အေးယာမ Mosasaurus ကြီးတဲ့အတွက်စားစရာဘာမှမကြံတော့ပါဘူးနောက်ဆုံးမှာတော့သမုဒ္ဒရာရဲ့အရှင်သခင်ကြီးတွေဟာအစာရေစာငမုတ်မှုနဲ့အတူကဘာမြေပေါ်ကနေအပီးတိုင်ပျောက်ကွယ်သွားခဲ့ရပါတော့တယ်ယနေ့ခေတ်သမုဒ္ဒရာတွေထဲမှာ Mosasaurus တွေမရှိတော့ပါဘူးသူတို့ရဲ့နေရာကိုဝေလံငါးပြူကြီးတွေအော်ကာတွေနဲ့ဝေလံငါးပြကြီးတွေကအစားထိုးဝင်ရောက်လာခဲ့ပါပြီဒါပေမဲ့နှစ်တန်းပေါင်း20နီးပါးရေအောက်ကဘာကိုအုပ်ဆိုခဲ့တဲ့သူတို့ရဲ့ဇက်လန်ကတော့အခုထက်ထိကျက်စီရရှိပြီးကြောက်မဲ့ပွဲကောင်းနေသေးပါပဲကဲကြည့်ရှုသူမိတ်ဆွေတို့အနေနဲ့တော့တင်းရှေ့မှာ T-Rex နဲ့ Mosasaurus နှစ်ကောင်တဲကတကောင်ကိုရွေးချယ်ပြီးရင်ဆိုင်ရမယ်ဆိုရင်ဘယ်ကောင်ကိုရွေးချယ်လိမ့်မလဲ comment မှာဝင်ရောက်ဆွေးနွေးပြသွားကြပါအောင်ဒီကနေ့တင်ဆက်ပြီးခဲ့တဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ပေးဖို့နဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ကဘာမြေရဲ့လူရချက်တွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်အချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်